စစ်ရေးပြအခမ်းအနားထုံးတွေကတကယ်အစ်စ်โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့တရုတ်တို့ရုရှားတို့မှာရှိတဲ့စစ်ရေးပြအခမ်းအနားမှာတုံးတဲ့ဒီထုံးကြီးတွေပေါ့နော်ဒီထုံးကြီးတွေနဲ့ပတ်သက်ပြီးတော့ဒါတွေကအစ်စ်တွေလားအတုတွေလားရှင်းပြပေးသွားမှာဖြစ်ပါတယ်သုံးသိကြတဲ့အတိုင်းTikTok တွေပဲဖြစ်ဖြစ် social media တွေပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုနေရာမှာကျွန်တော်မြင်တွေ့နေရတာရှိတယ်ဘာလို့မြင်တွေ့ရလဲဆိုတော့ဒီလိုမျိုးထုံးကားတွေထုံးကြီးတင်ထားတဲ့ကားတွေပေါ့နော်ဒီလိုဟာတွေအပြင်ကတန်ခုံမဲ့ဒီဝရင်စော်ပြီးတော့လောက်ထားတဲ့ပုံတွေဒါဗီဒီယိုတွေဒါမျိုးတွေတွေ့ရတယ်ပေါ့နော်ဒါတွေနဲ့ပတ်သက်ပြီးတော့ဘာကြောင့်ဒီလိုရေးလုပ်လဲဒါတွေကဘာရွေချက်နဲ့ဒီလိုမျိုးလုပ်တာလဲဆိုတော့ရှင်းပြပေးသွားမယ်ဒီလက်ရှိပေါ့နော်280ပြည့်စစ်နိုင်တဲ့အခမ်းအနားမှာဆိုရင်တရုတ်ကထုတ်ပြသွားတဲ့ဒုံးကြီးတွေထဲမှာနျူကလ িয়ার ဒုံးတွေပြောလို့ရှိရင်ဟိုက်ဘာထုံးနေပေါ့နော်အတန်ထပ်မြန်တဲ့ဒုံးတွေပြင်တိုင်းချင်းပြဒုံးတွေဒီလိုဟာတွေပေါ့နော်ကားတွေမှာတင်ပြီးတော့အများကြီးပြအောင်တယ်ဒုံးကြီးတွေရဲ့နာမည်တွေကိုကျွန်တော်မရှင်းပြတော့ဘာလို့လဲဆိုတော့ပြောလို့ရှိရင်လည်းနည်းနည်းရှုပ်သွားမယ်ပေါ့နော်ကိုယ့်ကိုလေ့လာခြင်းနဲ့ဆိုတော့လေ့လာလို့ရတယ်website တွေမှာရှိရပေါ့နော်ဒါပေမဲ့ဒါတွေကအဓိကပြောမှာတော့ဒီအရာတွေပြောမှာမဟုတ်ဘူးနော်ဒါတွေကအရင်အရေးပါမှာမဟုတ်ဘူးအဲ့လိုမျိုးစစ်ဘက်ဆိုင်ရာလုံးဝဒီထဲကြလေ့လာနေတဲ့လူတွေမှလာဒီအခေါ်တွေနားလည်မှာပေါ့နော်ဥပမာ DF61 တို့ JL3 တို့ပြီးရင် DF70 တို့ DF26D တို့ပေါ့နော်ဒီလိုမျိုးကျွန်တော်ဒီအခေါ်တွေသုံးလိုက်လို့ရှိရင်အတိမှာမဟုတ်ဘူး DS60 တော့ပါတယ်အဲ့လိုပြောရင်ဒါကားကြီးပေါ်မှာတင်ထားတဲ့ဒုံးကြီးကြီးပေါ့နော်ဒါမျိုးပြောလိုက်ရင်တော့တော်တော်များနားလည်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဒါမပြောခင်အရင်ဆုံးနျူကလ িয়ার ရဲ့စွမ်းဆောင်ရည်ကျွန်တော်အရင်ရှင်းပြနေပါတယ်နျူကလ িয়ার ဆိုတာတကယ်တော့ပေါက်ခွဲရပြင်းတဲ့ဒုံးတွေပေါက်ခွဲရပြင်းတဲ့မိုင်းတစ်ခုပေါက်ခွဲရပြင်းတဲ့ဘုံတစ်ခုပေါ့နော်ဒါမျိုးဖြစ်တိကြတယ်တော်တော်များပေါ့နော်ဥပမာကျွန်တော်ပြောရင်လက်ပစ်ဘုံတစ်လုံးဗျာအဲ့လက်ပစ်ဘုံတစ်လုံးကိုကျွန်တော်စီမှာကင်ထားတယ်အဲ့လက်ပစ်ဘုံတစ်လုံးကျွန်တော်စနစ်တန်ဖြုတ်ပြီးတော့သူများစီပစ်လိုက်မှာပေါက်ခွဲရပေါ့အဲ့လိုမဟုတ်ဘူးねစနစ်တန်တက်ပြီးတော့ကျွန်တော်စီမှာရှိတယ်လို့ချင်းဒါလက်နက်တစ်ခုပဲပေါ့နော်ကိုယ့်ရဲ့လက်နက်တစ်ခုပဲအဲ့တော့ဒီစနစ်တန်ကိုယ့်ရဲ့လက်ထဲမှာပြုတ်သွားခဲ့မယ်ဆိုရင်ဘာဖြစ်သွားမလဲအဲ့တော့ဒီစနစ်တန်ပြုတ်သွားပြီဆိုရင်ဒီဘုံကကိုယ့်အတွက်အန္တရာယ်ရှိတဲ့အရာတစ်ခုဖြစ်သွားပြီဗျာအဲ့တော့ပြောပြချင်တာကဥပမာနျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့နိုင်ငံတွေပေါ့နော်ဥပမာအမေရိကန်တို့ရုရှားတို့တရုတ်တို့မြောက်ကိုရီးယားတို့ပြီးရင်တခြားနိုင်ငံတွေရှိရပေါ့နော်နျူကလ িয়ার ပိုင်ဆိုင်ထားတဲ့နိုင်ငံတွေပေါ့နော်ဒီနိုင်ငံတွေကတကယ်တော့ခုနကကျွန်တော်ပြောသလိုပဲစနစ်တန်မဖြုတ်ထားတဲ့ဘုံတစ်လုံးလက်ထဲမှာကင်ထားတယ်လို့ပဲပေါ့နော်အဲ့တော့ဒီနျူကလ িয়ার ဒုံးကြီးတွေကသူများနိုင်ငံတွေကိုမပစ်ခင်တာကိုယ့်လက်ထဲမှာsafe ဖြစ်တယ်စနစ်တန်မပြုတ်ခင်တာ safe ဖြစ်တယ်ပေါ့နော်ကိုယ့်ရဲ့လက်ထဲမှာဒီနျူကလ িয়ার ဒုံးကြီးတွေကအဲ့လိုကိုယ့်လက်ထဲမှာပေါက်ကွဲသွားမယ်ဆိုရင်လုံးဝဆုံးရှုံးမှုကြီးမားတဲ့အရာတွေဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့ဒီနျူကလ িয়ার ထိပ်ဖူးတဲ့ဒုံးကြီးတွေကဘယ်လိုနေရာတွေမှာရှိလဲဆိုတော့ဒီဥပမာတောင်တွေထဲမှာမြေအောက်ထဲမှာတွေပြီးတော့ရှင်အဲ့လိုမျိုးများသောအားဖြင့်အသုံးများတာတော့ဒီတင်မောတွေပေါ့နော်ရင်ငုတ်တင်မောတွေအဲ့ရင်ငုတ်တင်မောတွေမှာထည့်ပြီးတော့သူကအငြိမ်မထားဘူးပေါ့နော်အဲ့တုန်းကတစ်ချိန်လုံးရှောက်သွားတယ်အဲ့နျူကလ িয়ার ဒုံးကြီးတွေကိုတင်ပြီးတော့ရှောက်သွားတယ်ဘာလို့လဲဆိုတော့ဒီနျူကလ িয়ারထိပ်ဖူးတဲ့ဒုံးကြီးတွေကိုရန်သူကခြေရခံမိသွားရင်ဒီကိုရှိတဲ့နေရာကိုသိပြီးအဲ့ဒုံးကြီးတွေရန်သူကပူးစွာဖျက်ဆီးလိုက်မယ်ဆိုရင်ကိုယ့်ရဲ့ဒီဒုံးကြီးတွေကကိုယ့်နိုင်ငံထဲမှာပဲဒီနျူကလ িয়ার ဒုံးတွေကလုံးဝပောက်ကွဲသွားနိုင်တယ်ပေါ့နော်အဲ့မှာကိုယ့်နိုင်ငံထဲမှာဒီနျူကလ িয়ার ထိပ်ဖူးတက်လာတဲ့ဒုံးကြီးတွေကပောက်ကွဲသွားလို့ရှိရင်အញ្ញောင်းအန်ဒီများတဲ့အခြေအနေတစ်ခုဖြစ်တယ်အဲ့တော့ကျွန်တော်ခုနကပြောခဲ့သလိုပဲပေါ့နော်ဒီနျူကလ িয়ার ထိပ်ဖူးတဲ့ဒုံးကြီးတွေကိုပင်လယ်ထဲမှာအချင်းကုန်တင်မောနဲ့တင်ပြီးတော့အဲ့လိုမျိုးရှောက်သွားနေအောင်အတီးငြိမ်မထားဘူးပေါ့နော်အဲ့လိုမျိုးဟိုပင်ဒုံးကြီးတွေဆိုရင်လည်းအဲ့လိုတောင်အောက်တွေပါအဲ့လိုနေရာတွေမှာထားဒါကလည်းလုံးဝနိုင်ငံတစ်ခုရဲ့ထိပ်သီးခေါင်းဆောင်တွေပဲသိရအောင်နော်ဘယ်နေရာလဲဆိုတော့ဘယ်သူမှမသိထောက်လန်းဖို့လည်းခက်တယ်ပေါ့နော်အဲ့တော့ဒီရုရှားတို့တရုတ်တို့ဆိုရင်တော့ဒါစစ်တပ်ကိုအုပ်ချုပ်တဲ့လူကလည်းဒီသမ္မတပဲပေါ့နော်အဲ့တော့ဒီရုရှားမှာဆိုရင်လည်းဒီဗလာဒီမာပူတင်သူကလည်းဒီစစ်တပ်ကိုလည်းအုပ်ချုပ်တယ်တိုင်းပြည်ကိုလည်းအုပ်ချုပ်တယ်ပေါ့နော်တရုတ်မှာဆိုရင်လည်းဒီတရုတ်သမ္မတပေါ့နော်သူကလည်းစစ်တပ်ကိုလည်းအုပ်ချုပ်တယ်ဒီနိုင်ငံကိုလည်းအုပ်ချုပ်တယ်အဲ့တော့ဒီအခြေအနေကသူတို့တွေကောင်းကောင်းသိရပေါ့နော်အဲ့တော့အမေရိကန်လိုနိုင်ငံမျိုးကြတော့ဒီပါတီကကြတော့ပြည်သူကိုအုပ်ချုပ်တယ်နျူကလ িয়ার လက်နက်တွေကဘယ်မှာရှိလဲဆိုတာကျွန်တော်အထင်ကတော့သမ္မတတော့မသိတော့ဘူးပေါ့နော်ဒီသမ္မတနျူကလ িয়ার သုံးခုအမိန့်ပေးလိုက်ပြီဆိုရင်ဒီစစ်တပ်ကနေပြီးတော့ဒီသူတို့တင်ထားတဲ့နျူကလ িয়ার တွေကိုထုတ်ပြီးတော့ဘယ်နေအောင်ကျဲရမယ်ဆိုပြီးတော့ဒါတုံးတာမျိုးပေါ့နော်ဒါမျိုးတွေကတော့ရှိတယ်အဲ့တော့ဒီတချို့အမေရိကန်မှာဆိုရင်တချို့စစ်ရေးနဲ့ပတ်သက်တဲ့လှုပ်ဝက်ချက်တွေဆိုရင်ဒါနိုင်ငံတော်သမ္မတတွေတော့မသိဘူးနော်ဘာလို့လဲဆိုတော့သမ္မတတွေကျတော့သူ၄နှစ်ပဲဖြစ်ဖြစ်၅နှစ်ပဲတက်တန်းပြည့်ရင်သူတို့ဆင်းသွားကြတာများတယ်ပေါ့နော်စစ်တပ်ကကျတော့ဒီအမြဲတမ်းရှိနေမှာပေါ့နော်ဒီအမေရိကန်တို့အဲ့လိုနိုင်ငံမျိုးကတော့ဒီသမ္မတတွေပါကျတော့အမြဲတမ်းအချိန်ပြောင်းဖြစ်နေတာပေါ့နော်โอเคအဲ့တော့ကျွန်တော်ကခုနကတော့ဟာကိုဆက်ရအောင်ပေါ့နော်စစ်ရေးအခမ်းအနားတွေမှာတုံးတဲ့ဒုံးကြီးတွေကတကယ်တော့ဒါအစ်စ်ဖြစ်နိုင်ရကတော့တော်တော်နည်းတယ်ဖြစ်လည်းမဖြစ်နိုင်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီဒုံးကြီးတွေကိုဒုံးကြီးထိပ်ဝဲဒုံးကြီးတွေကိုပြသထားတယ်ဒါပေမဲ့ဒါတွေကိုတင်ဆောင်ပြီးတော့သွားနေတဲ့စစ်ရေးပြကွင်းထဲကိုဥပမာရန်သူနိုင်ငံတစ်ခုခုကနေပြီးတော့ဒုံးကြီးတစ်စင်းကကြာရောက်ပေါက်ကွင်းမယ်ဆိုရင်ဒါစစ်ရေးပြအခမ်းအနားလုပ်နေတဲ့နေရာအပါဝင်ပေါ့နော်အဲ့စစ်ရေးပြအခမ်းအနားလုပ်တဲ့မြို့တစ်မြို့လုံးကလုံးဝပျက်စီးသွားနိုင်တယ်ပေါ့နော်ဒါကကိုယ့်မှာရှိတဲ့နျူကလ িয়ার လက်နက်နဲ့ကိုယ့်နိုင်ငံကိုပြန်ဖျက်ဆီးခံရတဲ့အခြေအနေပေါ့နော်အဲ့တော့ဒီနျူကလ িয়ারထိပ်ပြီးတဲ့ဒုံးကြီးတွေနဲ့ပတ်သက်ပြီးတော့နျူကလ িয়ারထိပ်ပြီးတဲ့ဒုံးကြီးတွေဒီဟာတွေကိုစေးပြခန်းတွေမှာတုံးတဲ့ခါမှာလုံးဝအစ်စ်မတုံးဘူးပေါ့နော်အစ်စ်တုံးလို့မရှိဘူးတုံးလို့ရှိရင်လည်းဒါစစ်ကောင်းဆောင်တွေရဲ့အတွက်ကြောင့်သူတို့တွေကပို့ပြီးတော့နားလေပေါ့နော်ဗျာလားတချို့ရပြောနေကြတယ်ဒီမှာဒုံးကြီးကအတုတွေပါတယ်ဟုတ်ပါတယ်တကယ်တော့ဒါတွေကလုံးဝအစ်စ်မဟုတ်ဘူးပေါ့နော်နောက်တစ်ခုကကြတော့ရန်သူတွေရဲ့ခြေရခံနိုင်ခြေရခိုင်တော့ပုံများသွားတယ်ဟုတ်တယ်ဆိုတော့ဒီဒုံးကြီးတွေကကားနဲ့လာပြီဆိုရင်ဥပမာဘယ်ကထွက်လာလဲ
အဲ့ဟာပဲဟိုမှာအခုဂျိုရုတွေဆိုရင်လည်းတော်တော်လေးဟိုမှာကောင်းနေပြီပေါ့နော်ဒီပညာတွေလည်းကောင်းတယ်ကင်မရာတွေလည်းကောင်းတယ်စင်ဆာတွေလည်းကောင်းတယ်ဆိုတော့ဒါတွေကိုကောင်းကောင်းခြေရခံနိုင်တယ်ပေါ့နော်အဲ့တော့စေပြခန်းတာတော့ဒီထုံးကြီးတင်ထားတဲ့ကားတွေကဖေးရထွက်လာတယ်ဆိုတော့သိရမယ်ကွာနောက်တစ်ချက်ကကြတော့ပြီးသွားလို့ရှိရင်ဒီစေပြခန်းတာပြီးသွားလို့ရှိရင်ဒီထုံးကြီးကားတွေကဘယ်လိုပြန်ဝင်သွားတာလဲဒါမျိုးဒါတွေသိသွားလို့ရှိရင်တော့ဒီကားတွေဘယ်မှာထားလဲဒီတုံးတွေဘယ်မှာထားလဲဆိုတော့ရန်သူကလုံးဝကောင်းကောင်းခြေရခံနိုင်သွားပြီပေါ့နော်အဲ့တော့အကြမ်းဖျင်းခြေရခံနိုင်သွားပြီဆိုရင်တော့မှဒါဒီနေရာတွေကိုစစ်ဖြစ်လာလို့ရှိရင်ဦးစားပေးဖြတ်သီးရမျိုးကြီးဖြစ်လိမ့်မယ်ပေါ့နော်အဲ့တော့ဒီလိုအခြေအနေတွေကြောင့်ဒီမျိုးစေပြအခမ်းအနားတွေအဲ့လိုနေရာတွေမှာနျူကလ িয়ার ထုတ်ပြီးတော့ဒုံးကြီးအစ်စ်တွေကိုလုံးဝမသုံးပါဘူးစေပြအခမ်းအနားတွေတီးတန့်ထုတ်ထားတဲ့ဒုံးကြီးတွေပုံစံတူတွေပေါ့နော်ဒါမျိုးတွေကိုပဲအသုံးပြုလို့ရှိရပေါ့နော်အဲ့တော့ကျွန်တော်တို့ကတရုတ်ကိုကြည့်မယ်ဆိုရင်မြန်မာပြည်အနေနဲ့ဆိုရင်ကြိုက်တာတွေကြိုက်တဲ့တွေလည်းရှိတယ်မကြိုက်တဲ့တွေလည်းရှိပါတော့ဒါပေမဲ့ကျွန်တော်တို့ကကြိုက်တယ်ဖြစ်ဖြစ်မကြိုက်တယ်ဖြစ်ဖြစ်ကျွန်တော်တို့ဒီအိမ်နီးချင်းတွေမကောင်းလို့ရှိရင်ကျွန်တော်တို့ကအိမ်ပြောင်းသွားလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီနိုင်ငံတစ်ခုကြတော့ဒီအိမ်ကြီးချင်းမကောင်းချင်တော့ဒီနိုင်ငံကြီးယူပြီးတော့တခြားနေရာရွှေ့လို့မရဘူးလားအဲ့တော့ကျွန်တော်တို့ကဒီကောင်လိုမျိုးကိုအိမ်ကြီးချင်းတွေစီကနေပြီးတော့တို့တွေကဘာတွေကျွန်တော်တို့ကသင်ခန်းစာတွေယူလဲပြီးလို့ရှိရင်တို့တွေဘာတွေလုပ်လဲဒါမျိုးကြည့်ပြီးတော့ကျွန်တော်သင်ခန်းစာယူရမယ့်အရာတွေလည်းရှိရပါတော့တရုတ်မှာဆိုရင်လည်းခေါင်းဆောင်တွေတော်တော်များကြည့်လိုက်လို့ရှိရင်ဒီ engineer တွေများတယ်ပေါ့နော်လုံးဝတရုတ်နိုင်ငံရဲ့အုပ်ချုပ်ရေးအဖွဲ့အစည်းကြည့်လိုက်မယ်ဆိုတော့ engineer အဖွဲ့အစည်းလို့တော့ပြောလို့ရတယ်အဲ့တော့ဘာလို့လဲဆိုတော့ဒီနိုင်ငံတော်သမ္မတအပါဝင်ပေါ့နော်အတွင်းရေးမှုတွေအချို့ဥက္ကဋ္ဌပါလီမန်တွေဒါတွေကြည့်လိုက်မယ်ဆိုရင်တရုတ်မှာဆိုရင်လည်းအဲ့လိုဆောက်လုပ်ရေး engineer တွေပြီးရင်အဲ့လိုမျိုးဒီ chemical နဲ့ပတ်သက်တဲ့ engineer တွေဒါတွေတော်တော်များတယ်ပေါ့နော်စုစုပေါင်းကျွန်တော်သိရတော့ဆို9ယောက်ပေါ့နော်ဒီ9ယောက်လုံးကလည်းဒီအကုန်လုံးကလည်း engineer တွေပဲပေါ့နော်အဲ့တော့ဘာတွေဖြစ်သွားလဲဆိုတော့ဒီပြည်သူတွေအုပ်ချုပ်တဲ့နေရာမှာစက်ရုပ်တွေအုပ်ချုပ်တယ်လို့မျိုးပုံစံတော့ဖြစ်သွားတယ်ဒါပေမဲ့နိုင်ငံကိုကြည့်လိုက်မယ်ဆိုဒီစစ်ပြီးရဲ့ကာလတွေကနေပြီးတော့ဘိန်းစစ်ပွဲတွေဘာတွေလုံးဝဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းမှာလုံးဝဘုံဘုံကျနေတဲ့နိုင်ငံကနေပြီးတော့အခုချိန်မှာကမ္ဘာစီးပွားရေးနံပါတ်1ပေါ့နော်အင်အားကြီးနိုင်ငံတစ်ခုဖြစ်လာတဲ့အကြောင်းရင်းပေါ့နော်အဲ့တော့စီးပွားရေးစုံတွေတည်ဆောက်တာတွေပြီးသွားရင်အဲ့လိုမျိုးလန်ဒရာတွေတည်ဆောက်တာတွေအဲ့လိုမျိုးတချို့ project တွေကြည့်မယ်ဆိုရင်တရုတ်နဲ့ဒီမိုကရေစီနိုင်ငံတွေဖြစ်တဲ့အမေရိကန်တို့တခြားနိုင်ငံတွေကြည့်မယ်ဆိုရင်တရုတ်ကတော့ရှင်းတယ်အဆောက်အအုံတစ်ခုတည်ဆောက်ပဲလမ်းတစ်ခုဖောက်မယ်ဆိုရင်ဒါဆိုရင်ရှင်းတယ်နိုင်ငံတော်အမိန့်နဲ့ချက်ချင်းတည်ဆောက်ချက်ချင်းပြီးမြန်မြန်ဆန်ပြီးရပေါ့နော်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ဒီတခြားဒီမိုကရေစီနိုင်ငံတွေအဲ့လိုမျိုးတချို့နိုင်ငံတွေမှာတည်ဆောက်မယ်ဆိုရင်တော့ဒါမျိုးရမဲပေးရတာတွေမဲခွဲရတာတွေနည်းနည်းရှုပ်တယ်နည်းနည်းပူကြတယ်ပေါ့ဗျာအဲ့တော့တချို့အရာတွေဆိုရင်ခေါင်းဆောင်တွေကတို့ဆုံးဖြတ်သွားတဲ့ဟာတွေကောင်းတယ်အဲ့တော့ကျွန်တော်တို့တွေအနေနဲ့အိမ်ကြီးချင်းတွေစီကတို့စီအစည်းအဝေးကိုတို့ဘယ်လိုလုပ်လဲပြီးတော့လို့ရှိရင်တို့ဒီတီးဆောက်ရေးတွေကိုဘယ်လိုလုပ်ကြလဲဒါမျိုးတွေကိုကျွန်တော်ကလေ့လာရမယ်အပိုင်းတွေအများကြီးရှိတယ်အဲ့တော့ဒီကျွန်တော်နောက်ထပ်တရုတ်နိုင်ငံရဲ့တီးဆောက်ရေးတွေဒီစီးပွားရေးနဲ့ပတ်သက်တဲ့ဗီဒီယိုတွေဒီတရုတ်နိုင်ငံရဲ့ပထဝီနိုင်ငံရေးနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုကျွန်တော်နောက်ပိုင်းမှာတက်နိုင်တော့ဖြောင်းပြီးတော့မယ်ပေါ့နော်အဲ့တော့ဒီနေ့ပြောသားတာတော့ဒီတရုတ်နိုင်ငံနဲ့ပတ်သက်ပြီးတော့အဓိကတရုတ်နိုင်ငံမှာတရုတ်စစ်တပ်မှာတုံးတဲ့စေပြအခမ်းအနားမှာတုံးတဲ့ဒီလေရင်တွေပေါ့နော်ပြီးလို့ရှိရင်ပြီးတော့လေရင်တွေဆိုတာအပေါ်မှာပြန်လာရင်မဟုတ်ဘူးမောင်းသူပဲ drone အသေးသားတွေပေါ့အဲ့ဒါမျိုးတွေပြီးတော့နျူကလ িয়ার ထိပ်ကူးတက်ထားတဲ့ထုံးကြီးတွေပေါ့နော်ဒါတွေကတကယ်အစ်စ်တွေလားဒါမှမဟုတ်ဒါတွေကအတုတွေလားတကယ်လို့အတုတွေသုံးတယ်ဟုတ်တယ်ဒါပေမဲ့ဘာကြောင့်ဒီလိုအတုတွေသုံးလာလဲဆိုတော့အထီးကတော့ရန်သူကခြေရခံနိုင်သွားမှာဆိုလို့ပေါ့နော်အဲ့တော့ကိုယ့်လက်ထဲမှာရှိတဲ့အရာကိုရန်သူသိသွားလို့ရှိရင်အဲ့တော့ရန်သူကရိုးရိုးတာမန်ထုံးနဲ့ပြစ်လိုက်ရဆိုရင်တော့ကိုယ့်စီမှာနျူကလ িয়ার အဆောက်အအုံထိသွားလို့ရှိရင်လုံးဝပြတ်ထိမှုကကြီးမားသွားနိုင်တယ်ပေါ့နော်အဲ့တော့အားလုံးပဲဒီတရုတ်စေပြအခမ်းအနားမှာသုံးတဲ့ထုံးကြီးတွေကအတုတွေလားโอเคအတူရဆိုရင်တော့ဘာကြောင့်ဒါတွေသုံးရရလဲဆိုတော့အားလုံးနားလည်သွားလိမ့်မယ်လို့ထင်ပါတယ်โอเคအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြရအောင်